ဆိုစီစီကြောင်းရောက်နေဒီနေ့ကဆောင်းမွေးဖြည့်တယ်ဆောင်းမွေးဖြည့်တယ် second day ပေါ့နော်မနေ့တစ်ချိန်ရှိညနေတစ်ချိန်ရှိညနေဖြည့်မယ်စားဒီနေ့လည်းမှကြက်ဆောင်းလို့စတာကကနေထွက်လာပြီးတော့ဒီလေအစားမပေါ့နော်ဒီလေအစားကဒီနားမှာချက်ကြော်ဆိုင်ကိုတစ်ခါတော့ float တင်ပို့တယ် float ထဲမှာပါပို့ရပေါ့ဆောက်ချုံးပြေကိုချက်ကြော်ပါလေဒါမဲ့လေအချက်ကြော်စားကောင်းလို့ခုတော့စားမယ်မနေ့ကလေးကဘာမှမစားရတော့ဘူးနော် coffee တောက်ပြီးပြီးရင်တော့ကြောင်းပြန်ပြီးတော့ပဲတော့နေရောမယ်မနေ့10နာရီလောက်တည်းကွာဆောင်းမွေးတစ်ခုပြီးသွားအဲ့ဒါကိုနောက်တော့ချိန်ပြန်ပြေးရမှာညနေ2:50ဖာတော့3နာရီပဲအဲ့ချိန်မှာပြန်ပြေးရမှာစဉ်းစားကြည့်အောင်အိမ်ပြန်လို့ရအိမ်ပြန်ရင်လည်းစားမလုပ်ပြတော့အိမ်ရတယ်ဝင်ခွေရတာသွားပြီပြီးရင်ပြန်လည်းမထွက်ချင်တော့အိမ်ပြန်ရအဲ့နဲ့ laptop ရေးပါတခါရေးယူလာဟိုအတဲ့ဟိုနောက်တက်မယ့်ဗီဒီယိုတော့အတဲ့လည်းလုပ်ရင်းပေါ့အဲ့ဒါကတော့ပြီးသွားပြီစားလဲနေတော့ဖတ်ခဲ့ရိုင်းအောင်ဖတ်တော့ဖတ်တော့မမိတော့ဟိုကဗာလဲjust ဗာလဲတွတ်တဲ့စာတွေကွာတွတ်တဲ့စာတွေဘာမှလည်းမမွေအဲ့တော့ဘယ်နေရာမှာဗာထည့်ရရပါညာငငယ်ကတင်းချောက်လွတ်ချက်တယ်လို့လေအဲ့လိုလေးလွတ်ချက်ထည့်လိုက်တာရောစရလမ်းရှောင်းနေနေရာတော့ပို့တယ်ဒီပုံနဲ့ကောင်းမှနွေးနွေးလေးခုတည်းရလို့ပါခုဗီဒီယိုထဲမှာစကားပြောနေပြီမယ်ပေါ့နော်ဟိုကဒီကင်မရာမှာ built-in ပါတဲ့ speaker နဲ့ပဲပြောနေတာဆိုတော့ဟွာပြန်အတန်နေတော့နည်းနည်းဝင်နေမှာစုနေမှာပေါ့နော်အဲ့လေးရောအားနာပါတယ်ဒါပေမဲ့အခုကမှားရတယ်မိုက်မှားရတယ် DJI ရပဲမိုက်မီနီလေးမှားရတယ်မတစ်ဖက်ရောက်မပြောရဲအဲ့တော့ now vlog တင်မှာဆိုရင်တော့ဒီမိုင်လေးနဲ့ပြောရင်တော့နည်းနည်း noise တွေနည်းနည်းရောက်အောင်မထင်နဲ့ပေါ့နော်အဲ့တော့အဲ့လေးမှားရပါတယ်စကားပြောရလေးပိုစင်ပြေအောင်လို့
ဒီနေ့ကဗုဒ္ဓဟူးနေ့ဆောင်းဝဲပြည်ပြန်လာတာဆောင်းဝဲရက်ဆိုတော့ဒီနေ့အလုံးမထည့်ရဘူးအလုံးမထည့်တာဘူးအခုကတော့ထုံးစံတိုင်းဒီကလေးကိုစောင်းနေတယ်ဒီနေ့စောင်းရတော့တော်တော်အဆင်ပြေရယ်စင်တာထဲမှာဒီဆိုဖာအကြီးရှိတယ်ပေါ့နော်အဲ့ဆိုတော့အဲ့မှာလုံးဝလို့အေးလို့ရရဲ့ဆိုင်လုံးကြီးပဲဒီလိုထိုင်အဲ့လောက်ဆိုင်ကြီးမှာဒီမှာဒီနေ့ကနေရာရောက်အဲ့မှာအေးစေးဆောင်စင်တာထဲမှာဆိုနေလေနေနေဆိုတော့ထောက်တာနဲ့သူစောင်းနေရင်တော့ဘာလို့ဖြစ်မှန်းမသိဘူးသွားစားဖြစ်မလား blind box တော့ဖောက်ဖြစ်မလားမသိဘူးပေါ့နော်အဲ့တော့စောင်းနေပါတယ်Thank you. Sorry, Kate.